alright နောက်တစ်ခေါက်ဆုံးဖလုံးချက်ကြွေးတာပါစီလေငါ ပလာတူငါ လာတူ မြေရရှယ်ပေါ့နော် special my kid was special ဝတ်တာတော့ ဝတာတော့ဝနေရတော့ ပြီးတော့ဒီအလူ အာ တီ လူတီကျော် မိုက်တယ်ချင်းရေးလေး ငရုတ်တီချက် ဟုတ်ငယ်ရု က ပ် မုံ တီ ကြီးဟုတ်ပါကမုံရွက်ရဲ့အပေါ ချင်းနေနော် သားချင်းနဲ့ကမုံရွက် တီယောနောက်ဆုံး အဲ့ဒါမနေ့ကဂျန်နဲ့ခရမ်းသီးငရုတ်တီတော့ နေရာကျန်တာပဲအဖေပါဆော့ချင်တယ် လာလေ ဝတ်တာလားအလူတီလားအလူ ဒီဟာပြန်ပြောမယ်ဒီဟာသီးဖူးရဲ့ကမုံကြီးရွက်ရဲ့ပါတယ်အမေနောက်တဲ့အမုံကြီးရွက်ရဲ့ငရုတ်တီချက်ချက်ထားတာပါရှင် မေအလူတီစားမလား ကျွန်တော်ထမင်းစလုံးကြီးအများကြီးထည့်လာပါတယ်ထည့်ပေးလိုက်မေမတော့အမေနဲ့မတည့်ဘူးတခါတလေတော့ကိစ္စမရှိပါ ဟာတယ်နေ စနေစားမယ်နော် အေးစားမယ်နည်းနည်းပဲထည့်ရပြီအဖေအဓိကဒီကအဖေစားခြင်းလဲဆိုတော့တုတ်ကြည့်ရ ဒီကောင်လုံးချက်ပေါ်ချိန်ဘယ်လောက်ကောင်းလဲ ကောင်းတယ် ဟိုနာတော့စားပါချင်း ချိန်ဘယ်လောက်ကောင်းလဲဘယ်လောက်ကောင်းလဲ ကောင်းတယ်2နာရီလောက်ကြာမှထင်တယ် နင်းနိုင်လားပဲမစိုး နော်မေကြာရင်တော့2နာရီလောက် ဖေးနေစားရ အဖေမမီလို့ထည့်မပေးတော့အဖေ လာ မထည့်တာ ပြီးတော့ဒီငါစနေစားမလား ဘယ်ငါတော့အဲ့ငါသား ပလူတာ ပြပြီးမှရ လို့ခေါ်လဲ ပလာ ပလာဒူဖာလူဒါမဟုတ်ဘူး လူဖာလူတာစားကြတယ် ကျောင်းလာလေ အဲ့ဒီငါမစိုးဘူးမိုက်ကငါတင်မချိုက်ဘူးတော့အဲ့ဒါမစိုး อืม ငါ6တင်မချိုက်ဘူးဒီက ငါချောင်းငါမရမရအဖေနေကရအမမနဲ့အဖေသလုံးမရ အမေအဟိတာ ဝတ်တာတော့ကချင်းတယ်ချိုတယ် ချင်းချုံ ချင်းချို ကောင်းကျော် ကဲဝေဦးရာတီစာဖို့ကောင်းတယ်နော် နူရသည် အေးနေအတီဦးတူနေနေ ဒါသူတို့လည်းပူတော့ဘာသာစားမှမသိဘူးထမင်းသားကြီးပြက် တော့စားလို့ကောင်း နေကောင်းကောင်းလေးချက်ကြည့်လိုက်အဓိကတော့နော်ငါစားကောင်း တီအောင် အဲ့စားကြည့်စားကောင်း ဒီလိုမျိုးစားလို့ရ မမထမင်းဘက်ကနဲ့ထက် အဲ မတော့နဲ့ဟိုညှို့သီးပါလို့ ဟော နေတော့မမ อืม ဘူးချက် မမ ကောင်းချင်းတယ်ဘိုက်စားလား စားပါချက်နေပိုက်စားဝကောင်းတော့ကောင်းလားမေ ကောင်း ကောင်း မနေရတော့ ဝနေရတော့ပြလေးဝကောင်းမို့ အစားပေါ်လို့ချင်တယ်စကောင်းတယ် ဟာဆက် ဘာလို့ဦးမိုက်ကမေတန်းအစားကြမ်းတယ်တယ်မေခက်ချင်တယ်ဘာလို့လဲမသိဘူး လောဘကြီး အေးလောဘကြီးတယ်တကယ် ဘမျိုးကြပကံနဲ့ကုန်ပြီဆိုမှထည့်ရနော်မေ အေးလေစနေအလုံးမျိုးစားတယ်စကောင်းတယ် ရှယ်ပဲမနကအမေရထမင်းစားပြီလားဒီရနောက်ရပြီးတော့စားကြတာအဖေတလုံးသေးနေလားတမီးအကြီးယူလိုက်တယ် အဲ့တနာစား ည အေးမေးစားမလား နေ ဟာလာမစားသုံးအောင်တေးတေးလေး အမေသမီးရတာရှိရှိချက်ထား ဆက်တက်လာပါမယ်သူက မစိုးပါလက်ရလေးကောင်းလာအရင်တော့ငန်တူးနဲ့ဘာကြဘောလုံးနဲ့ငန်တူးနဲ့ အဲ့စနေရသားစားမငန်းတော့ဘူး อืม အရင်တော့ကတခါတလေငန်းတယ်အမေတမဟုတ်ဘူးတခါတလေပဲအမေဖေးရောက်ပြီးတော့လာရဖို့ကောင်းလာတယ် အကျင့်လေဆက်တာတိထားပါ မကောင်းရင်အမေရသိအောင်
ဦးမိုက်ကေဘာမှမသိလို့ မကောင်းရင်မေကြောက်တယ်ငငယ်တော့ခဏရိုက်ခင်ရ ရင်ကောင်း ဒါတော့ပန်ငါဖွင့်ထားတာနော် သူတို့လည်းပိုက်ဆိုင် အဖေပါထဲအောင်မပါထဲအောင် ဖေးရ ရှိ ဒီကားတော့ပြန် ဘသူမှငါမစားသေးဘူး စားရလေတကောင်ယူပြီးသွားတယ်အဖေကအရင်နဲ့စား ဟုတ်တယ်အမေလည်းငါစားတယ်လူမိုက်ခဲတတိမထား ညဒီကောင်လောက်ယူလာရေရွှဲလေးနဲ့စားအရွက်လေးလည်းကောင်းတယ်အမေကလက်ကဒီဘက်နည်းနည်းတွေ့လိုက်အဖေမှောက်ကြတယ် ရအောင် ဒီဘက်ကရ ငါပိုင်မှာအမေရိကန်မှာမြန်မာစားလို့ဆိုင်ဖွင့်ချင်တာ ဖွင့်ရဆို စားလို့ဆိုင်လောက်တာမလွဲဘူး မကမလို့ရငမဝန်ထမ်းနေနဲ့ဘာမှဖြစ်ပါဘူး ဝင်နေွယ်ကောင်းတဲ့ဝင်နေွယ်ရဖို့ခက်တယ်သူတဖြင့်သူတော့မြန်မာစားချာမသိဘူး သူကလည်းဒီမှာတိုင်းဖြစ်ပါ ဒီမှာကျမလာမြန်မာတိုင်းရှိတယ် ဒီဖက်မှာ ကျမမြန်မာဆိုင်ရှိရလေကဲဆက်စားလိုက်ပါဦးမယ်ဘိုင်ဘိုင် တတာ